1869 ခုနှစ်မှာဆူးအက်စ်တူးမြောင်းကိုဖောက်လုပ်ပြီးတဲ့နောက်ကမ္ဘာစီးပွားရေးရောမြန်မာစီးပွားရေးပါတချိန်တို့ကောင်းလာတဲ့အခါမှာတော့အစိုးရဌာနတွေနဲ့ကုန်ထုတ်လုပ်ငန်းတွေမှာအင်္ဂလိပ်စာတတ်တဲ့မြန်မာတွေကိုလိုအပ်လာပါတယ်။ဒါကြောင့်1882ခုနှစ်ကစလို့ဘာသာရေးနဲ့ကင်းလွတ်ပြီးမိန်းကလေးတွေပါတက်ရောက်သင်ကြားနိုင်တဲ့ခေတ်ပညာသင်ကျောင်းတွေကိုအောက်မြန်မာပြည်မှာအစိုးရကတည်ထောင်လာပါတယ်။နောက်အခါမှာရန်ကုန်ကောလိပ်ဖြစ်လာမယ်ရန်ကုန်အစိုးရဟိုက်စကူးကျောင်းကိုတော့1884ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။အခုလိုအစိုးရပိုင်းကျောင်းတွေပေါ်လာခြင်းဟာဖုံးတော်ကြီးကျောင်းတွေကိုရှင်းပြိုင်သလိုဖြစ်လာတဲ့အတွက်မြန်မာတချို့ကအစပိုင်းမှာစိုးရိမ်ပူပန်ခဲ့ကြပါတယ်။ဒါပေမဲ့အစိုးရလုပ်ငန်းတွေမှာမြန်မာဝန်ထမ်းတွေနေရာရလာတဲ့အတွက်လူထုနဲ့ဆက်ဆံရေးမှာဘာသာစကားပြဿနာပြေလည်လာတာဝန်ထမ်းမိသားစုတွေမှာဝင်ငွေတိုးလာတာမိန်းကလေးတွေကယောက်ျားလေးတွေနဲ့တန်းတူခေတ်ပညာသင်ကြားခွင့်ရလာတာအင်္ဂလိပ်စာနဲ့ခေတ်ပညာတက်မြောက်ရင်စီးပွားရေးအခွင့်အလမ်းကောင်းလာနိုင်တာစတဲ့ကောင်းကွက်တွေကိုမြင်လာတဲ့အတွက်ခေတ်ပညာသင်အစိုးရအကြောင်းတွေကိုမြန်မာလူထုကနောက်ပိုင်းမှာလက်ခံလာကြပါတယ်ဒီအခါမှာခရစ်ယာန်သာသနာပြုတွေကလည်းအစိုးရရဲ့သင်ယူညွှန်တမ်းအတိုင်းသင်ပေးတဲ့ခေတ်ပညာသင်ကျောင်းတွေကိုတည်ထောင်လာကြပါတယ်တချို့သောမြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကလည်းအစိုးရရဲ့ပံ့ပိုးမှုကိုလက်ခံပြီးကျောင်းရဲ့သင်ယူညွှန်တမ်းမှာခေတ်ပညာဘာသာရပ်တွေကိုထည့်သွင်းလာကြပါတယ်ဒါပေမဲ့အဲ့ဒီခေတ်မြန်မာနိုင်ငံမှာအထက်တန်းကျောင်းတွေသာရှိပြီးတက္ကသိုလ်ကောလိပ်တွေမရှိသေးတာကြောင့်ငွေကြေးတတ်နိုင်သူတွေရဲ့သားသမီးတွေသာလျှင်အိန္ဒိယနိုင်ငံကကယ်လ်ကတ္တာမြို့နယ်မန်ဒရတ်မြို့တွေမှာအဆင့်မြင့်ပညာကိုဆက်ပြီးသင်ယူနိုင်ကြပါတယ်1883ခုနှစ်မှာတော့အင်္ဂလိပ်ကော်မရှင်နာမင်းကြီးဆာချားလ်စ်ဘာနတ်ကရန်ကုန်မြို့လေကောင်မှာဘာနတ်အခမဲ့စာကြည့်တိုက်ကိုတည်ထောင်ခဲ့ပါတယ်အဲ့ဒီစာကြည့်တိုက်ဟာနောက်အခါမှာအမျိုးသားစာကြည့်တိုက်ဖြစ်လာပါတယ်1910ခုနှစ်မှာတော့မြန်မာနိုင်ငံသုတေသနအသင်းကြီးပေါ်ပေါက်လာခဲ့ပါတယ်အခုလိုအခမဲ့စာကြည့်တိုက်နဲ့သုတေသနအသင်းပေါ်ပေါက်လာခြင်းရဲ့အကျိုးဆက်အနေနဲ့မြန်မာလူငယ်တွေမှာပညာလိုလားတဲ့စိတ်နဲ့အတူကိုမင်းကိုချင်းနဲ့နေကျင်တဲ့အမျိုးသားရေးစိတ်ဓာတ်တွေကိန်းအောင်လာပါတယ်ဒါကြောင့်1906ခုနှစ်မှာခေတ်ပညာတတ်မြန်မာလူငယ်တွေဥဆောင်ကြတဲ့ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA အသင်းပေါ်ပေါက်လာခဲ့ပြီးသူတို့ရဲ့စော်ဩမှုကြောင့်လူထုအကြားမှာလည်းကိုလိုနီစန့်ကျင်ရေးစိတ်ဓာတ်တွေပြင်းထန်လာပါတယ်အဆင့်မြင့်ပညာရေးကိုမြန်မာနိုင်ငံသားတွေကလိုလားနေကြပြီဆိုတာကိုရိပ်မိတဲ့အင်္ဂလိပ်အစိုးရဟာ1885ခုနှစ်မှာရန်ကုန်မြို့ကအစိုးရဟိုက်စကူးကျောင်းကိုရန်ကုန်ကောလိပ်လို့နာမည်ပြောင်းပြီးကယ်လ်ကတ္တာတက္ကသိုလ်ရဲ့လက်အောက်ခံပထမတန်း BA ဒီဂရီကောလိပ်အဖြစ်အဆင့်မြင့်ပေးခဲ့ပါတယ်1894ခုနှစ်မှာတော့နောက်တစ်ချိန်မှာဂျက်ဆင်ကောလိပ်ဖြစ်လာမယ်ရန်ကုန်မြို့ကကျူးရှင်အထက်တန်းကျောင်းမှာ BA ဝင်ခွင့်စာမေးပွဲသင်တန်းတွေကိုစတင်ပို့ချပေးပါတယ် YMBA အသင်းကမြန်မာပြည်မှာတီးခြားတက္ကသိုလ်ရှိရမယ်လို့လှုံ့ဆော်တိုက်တွန်းပေါင်းများလာတာကြောင့်အင်္ဂလိပ်အစိုးရက University ဥပဒေရေးဆွဲရေးကော်မတီတရက်ကို1918ခုနှစ်မှာဖွဲ့စည်းပေးခဲ့ပါတယ်။အဲ့ဒီကော်မတီမှာအဖွဲ့ဝင်ဥယျာဉ်30နီးပါးလောက်ရှိပေမဲ့ YMBA အသင်းကကိုယ်စားလှယ်တွေကတော့6ဦးသာရှိခဲ့ပါတယ်။ YMBA အသင်းကိုယ်စားလှယ်တွေကဝိဇ္ဇာနဲ့သိပ္ပံကောလိပ်တွေနဲ့ဖွဲ့စည်းထားတဲ့တက္ကသိုလ်မျိုးကိုလိုလားပါတယ်။ဒါပေမဲ့အင်္ဂလိပ်ပညာမင်းကြီးဦးဆောင်တဲ့ကော်မတီဝင်အများစုကဒါကိုသဘောမတူပဲကောလိပ်တစ်ခုတည်းသာပါဝင်တဲ့တက္ကသိုလ်ကိုတည်ထောင်မယ်ဆိုတဲ့အကြံနဲ့ University ဥပဒေကျမ်းကိုရေးဆွဲခဲ့ပါတယ်။အဲ့ဒီဥပဒေကျမ်းကိုသတင်းစာတွေနဲ့ကျောင်းသားမိဘတွေကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပေမဲ့အင်္ဂလိပ်အစိုးရက University ဥပဒေကို1920ပြည့်နှစ်အောက်တိုဘာ28ရက်နေ့မှာအတည်ပြုလိုက်ပါတယ်။ဒီဖြစ်ရပ်ကိုရန်ကုန်နဲ့တခြားမြို့ကြီးတွေမှာလူထုအစည်းအဝေးကြီးတွေခေါ်ယူပြီးထပ်မံကန့်ကွက်ကြပါသေးတယ်။ဒါပေမဲ့အဲ့ဒီဥပဒေနဲ့အညီရန်ကုန်ကောလိပ်ကိုဂျက်ဆင်ကောလိပ်နဲ့ပေါင်းပြီးရန်ကုန် University ကောလိပ်အဖြစ်ဖွင့်လှစ်တော့မယ်လို့အစိုးရကကြေညာလိုက်ပါတယ်။ဒီအခါမှာတော့တက္ကသိုလ်ကိုတက်ရောက်ကြမယ့်ကောလိပ်ကျောင်းသားတွေကကိုပါဦးကိုခေါင်းဆောင်အဖြစ်တင်မြှောက်ပြီး University ဥပဒေကိုတပိတ်မှောက်လိုက်ကြပါတော့တယ်။အဲ့ဒီလိုတပိတ်မှောက်ရခြင်းအကြောင်းကိုတပိတ်မှောက်ကျောင်းသားခေါင်းဆောင်17ယောက်ထဲကတယောက်ဖြစ်တဲ့ဦးလှတင်ရဲ့သားဖြစ်သူဦးလှမင်းကအခုလိုရှင်းပြခဲ့ပါတယ်။တပိတ်ကိုဘာကြောင့်မှောက်တယ်လဲ1920ခုနှစ်မှာအင်္ဂလိပ်ကရန်ကုန် University Act ဆိုပြီးတော့သူတို့ကတင်ပါတယ်မတင်ခင်သူကချပြပါတယ်ဒါပေမဲ့အဲ့ဒီ Act ကိုဖတ်လိုက်တဲ့အခါမှာเนาะသူတို့ကပညာကိုများများသင်မပေးဘဲနဲ့ခိုင်းလို့ကောင်းရုံကသင်ပေးတဲ့ပညာမျိုးဖြစ်နေပါတယ်နောက်ပြီးတော့ပိုက်ဆံမရှိတဲ့လူတွေကဒီရန်ကုန်တက္ကသိုလ်ကိုမတက်နိုင်ပါဘူးစ
ဈေးကအမှန်တန်ကြီးပါတယ်နော်ဈေးကအမှန်တန်ကြီးပါနောက်ပြီးတော့ကျောင်းအိမ်ကျောင်းသားနေရမယ်လို့ပြောပါတယ်ကျောင်းအိမ်ကျောင်းသားနေတယ်ဆိုတဲ့ဥစ္စာကတစ်လကိုကျပ်60ကုန်ပါတယ်ဟိုတုန်းကတစ်လကိုကျပ်60ဆိုတာအမှန်တန်တမိုးရှိပါတယ်ရန်ကုန်မှာရှိတဲ့လူကုန်တန်းသားသမီးတွေချမ်းသာတဲ့သားသမီးတွေကတက်နိုင်တာဖြစ်ပါလိမ့်မယ်အဲ့ဒီခါကျရင်ပညာအကုန်လုံးရမှာမဟုတ်ပါဘူးနောက်ပြီးတော့သင်ပေးတဲ့ပညာကလည်းအင်္ဂလိပ်စာကိုဦးစားပေးပြီးတော့သင်ပေးပါတယ်ဘာသာရပ်တိုင်းအကုန်လုံးဟာအင်္ဂလိပ်စာနဲ့သင်ရပါတယ်နော်မြန်မာရာဆိုရင်တောင်မှအင်္ဂလိပ်စာနဲ့သင်ရပါတယ်နော်ကောင်းတာကတော့အင်္ဂလိပ်လိုလူတွေတော်တော်များများတက်တဲ့လူတွေတော်တော်များတက်တာရှိပါတယ်နော်မကောင်းတာကတော့အများကမတက်နိုင်ဘူးနော်သူတို့ခိုင်းကောင်းရုံလောက်ပဲသင်ပေးတဲ့စာမျိုးဖြစ်နေပါတယ်ဒါကြောင့်ရန်ကုန်တက္ကသိုလ်တပိတ်ကြီးကိုမှောက်ပါတယ်မှောက်တဲ့အခါကျတော့နော်ကျောင်းသား12ဦးတည်းကခေါင်းဆောင်ဖြစ်တဲ့ဥပဥဆိုတဲ့လူကဘာကြောင့်မှောက်ရတယ်ဆိုတဲ့ဥစ္စာကိုသူကလက်မှတ်ထိုးပြီးတော့အင်္ဂလိပ်ဆိုရရှိကိုပို့ပါတယ်အချက်16ချက်ရှိပါတယ်တင်တဲ့ခါကျတော့အင်္ဂလိပ်ကသဘောမတူပါဘူးဒီတိုင်းပဲလုပ်မယ်ဆိုပြီးလုပ်ပါတယ်အဲ့တော့ဥပဥတင်တဲ့ထက်မှလည်းသူကဘာတင်လိုက်လဲဆိုတော့ဒါတွေမှမပေးလို့ရှိရင်ဒီ16ချက်ကိုမှမပေးလို့ရှိရင်ကျွန်တော်တို့ကနော်ကျောင်းတပိတ်ကိုမှောက်ပါမယ်ဆိုပြီးထင်ပါတယ်အဲ့ဒါမရဘူးအင်္ဂလိပ်ကအတင်းလုပ်မယ်ဆိုပြီးလုပ်တဲ့အတွက်သူကတပိတ်ကိုမှောက်လိုက်တာဖြစ်ပါတယ်တပိတ်မှောက်လိုက်တဲ့အခါကျတော့အဲ့ဒီတပိတ်မှောက်မဲ့ကိစ္စတို့နော်ဆွေးနွေးတဲ့ကိစ္စတို့ဒီကိစ္စတွေအကုန်လုံးကိုဟောကျွန်တော်အခုဆိုင်နေတဲ့တိုင်တရားကျောင်းအောင်မှာနော်ဆရာတော်ကြီးများကြီးခွင့်ပြုချက်ရနော်ခွင့်ပြုချက်ရကျောင်းသား12ကလာပြီးတော့စည်းဝေးကြပါတယ်စည်းဝေးတဲ့ခါကျလာတက်တဲ့လူလည်းရှိပါတယ်နော်အဲ့ဒီဓာတ်တဲ့လူရှိပြီးတော့အများသဘောတူဆုံးဖြတ်လိုက်ပါတယ်တပိတ်မှောက်တော့ပြည်သူလူထုကိုလည်းကြီးညာလိုက်တဲ့ခါကျတော့ရန်ကုန်ပြည်သူလူထုကလည်းတပိတ်မှောက်တာနဲ့ပတ်သက်ပြီးတော့အများကြီးကူညီကြပါတယ်ပံ့ပိုးကြပါတယ်နော်ပံ့ပိုးကြပါတယ်တပိတ်မှောက်ထားတဲ့အခါမှာတက္ကသိုလ်တွေမဟုတ်ပါဘူးတခြားနော်ကျောင်းတွေလည်းပါလာပါတယ်နော်ဆယ်တန်းကျောင်းတွေပါလည်းပါလာပါတယ်ပါလာတဲ့ခါကျတော့တပိတ်မှောက်တဲ့ခါကျတော့ကျောင်းတွေမဖွင့်ဘူးမတက်ရဘူးဆိုတဲ့ခါကျတော့တခါအဲ့လိုမတက်ရလို့ရှိရင်ကျောင်းသားတွေနစ်နာမယ်ဆိုပြီးတော့ national ကျောင်းတွေပေါ်လာပြီးတော့ခုနလိုမြန်မာစာများများနဲ့ဘာသာရပ်အကုန်သင်တာတွေလည်းပေါ်လာပါတယ်အဲ့ဒါတွေကိုလည်းဒီကျောင်းကဒီရွှေကျင်ကျောင်းကဆရာတော်တွေကထောက်ခံပါတယ်ထောက်ခံပြီးတော့ဟောလေဒါနလည်းပြုလုပ်ပါတယ်လူတွေကလည်းလာပြီးတော့လှူကြပါတယ်လှူကြတဲ့အခါကျတော့သူတို့တပိတ်မှောက်တဲ့ကျောင်းသားတွေရောနော်တခြားကျောင်းသားတွေပါဒီမှာကောင်းကောင်းမွန်မွန်နဲ့နေကြရပါတယ်မြန်မာနိုင်ငံရဲ့ပထမဆုံးကျောင်းသားတပိတ်ကိုအကြောင်းပြုပြီးနှစ်အနည်းငယ်အတွင်းရန်ကုန်နဲ့မြန်မာပြည်အရရမှာအမျိုးသားကျောင်းစုစုပေါင်း63ကျောင်းထွက်ပေါ်လာခဲ့ပါတယ်1920ပြည့်နှစ်ဒီဇင်ဘာလ18ရက်နေ့မှာပထမဆုံးတည်ထောင်လိုက်တဲ့ရန်ကုန်မြို့ကဗဟန်းအမျိုးသားကောလိပ်မှာစေတနာ့ဝန်ထမ်းပါမောက္ခကြီးများကစာသင်ပြခဲ့ကြပါတယ်မြန်မာသမိုင်းနဲ့မြန်မာစာကိုအလေးထားပြီးသင်ကြားပေးတဲ့အမျိုးသားကျောင်းပညာရေးကိုလည်းသခင်ပညာရေးလို့ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်ပထမကျောင်းသားတပိတ်ပေါ်ပေါက်လာတဲ့1920ပြည့်နှစ်မှာပဲအရင်ကရှိခဲ့တဲ့ဘာသာရေးအသွင်ဆောင်တဲ့ YMBA ဗုဒ္ဓဘာသာကလျာဏယူဝအသင်းကိုနိုင်ငံရေးအသွင်ဆောင်တဲ့ GCBA မြန်မာအသင်းချုပ်ကြီးအဖြစ်တိုးချဲ့ပြီးဖွဲ့စည်းလိုက်ကြပါတယ်1922ခုနှစ်မှာကျင်းပတဲ့ GCBA အထူးညီလာခံကပထမကျောင်းသားတပိတ်ဖြစ်ပေါ်ခဲ့တဲ့1920ပြည့်နှစ်တစောင်းမုံလပြည့်ကျော်10ရက်နေ့ကိုမြန်မာနိုင်ငံရဲ့အမျိုးသားနေ့လို့သတ်မှတ်ပြီးအဲ့ဒီအခမ်းအနားကိုနှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ကြပါတယ်